ကိုကိုဘာပဲလှုပ်တော်တယ်လို့ခံစားရလားဘာကိုပဲလိလာဘာကိုပဲလှုပ်မြန်တက်ပြီးတော့ဟိုကလည်းစိတ်ဝင်စားဒီကလည်းစိတ်ဝင်စားတာမျိုးဖြစ်နေလားကိုရဲ့ passion ကဘာဖြစ်မလဲဆိုပြီးတော့ like ရှာတယ် personality test တွေဖြည့်တယ်ဘာမှရေးရအဖြေများပဲနဲ့ multi potential renaissance person general lit အဲ့ဒီလိုမျိုးခေါင်းစဉ်လှလှလေးနဲ့အကုန်လုံးကိုသိကျင်တက်ချင်နေတဲ့ပုံစံမျိုးဖြစ်နေတာပြောရရင်တော့ buffet စားသလိုပဲကိုရှိမှရှိတဲ့ဟင်းတွေအကုန်လုံးကိုစားကျင်နေတာနောက်ဆုံးမှာတော့ဘယ်တစ်ခုမှကောက်မစားလိုက်ရဘဲနဲ့ bite ပြည့်သွားတယ်လို့မျိုးဖြစ်နေတာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဖြစ်ခဲ့တယ်မပြီးပြတ်ခဲ့တဲ့တင်တန်းတွေ graphic design ပုံဆွဲတာတွေ CCI တက်တာတွေ business management တွေတက်တာ leadership တင်တန်းတွေ guitar တီးတာတွေ piano တီးတာတွေဘောလုံးကန်တာတွေရေကူးတာ table tennis စိုက်တာ game ဆော့တာတွေအဲ့လိုမျိုးအကုန်လုံးလေးပါကိုကျွန်တော်လုပ်ခဲ့တယ်အကုန်လုံးမှာလည်းထူးထူးချွန်ချွန်မဖြစ်ပေမဲ့အဆင်ပြေလောက်အောင်တော့အကုန်လုံးကိုကျွန်တော်လုပ်ခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်သဘောပေါက်သွားပါတယ်professional ဆိုတဲ့ကျွမ်းကျင်အဆင့်ကိုမရောက်ဖဲနဲ့အကုန်လုံးကိုနည်းနည်းစီသိနေတာကကျွန်တော်ကိုဘယ်နေရာကိုမှရောက်စီမှာမဟုတ်ဘူးဆိုတာပါပဲတကယ်လိုအပ်နေတာက passion မဟုတ်ဖဲနဲ့ strategy တခုလိုအပ်နေတယ်ဆိုတာပါပဲကျွန်တော်တို့ကဘာကြီးမှာက specialist တွေကပဲပို့ပြီးတော့နေရာရတာပတ်စံရတာဖြစ်ပါတယ်ဒေါက်တာတွေဘောလုံးသမားတွေအားကစား champion တွေ e-sport တွေအဲ့ဒီနယ်ပယ်ကအတော်ဆုံးဆိုတဲ့လူတွေကိုကြည်လိုက်ရင်လည်းအကုန်လုံးကိုသိနေတာမျိုးတဲ့သူတို့ရဲ့နယ်ပယ်တစ်ခုတည်းကိုပဲအကြိမ်ပေါင်းများစွာလေ့ကျင့်ပြီးတော့ထူးချွန်ပြောင်းပြောင်းလာတဲ့လူတွေဖြစ်ပါတယ်အကုန်လုံးကတစ်ခုတည်းကိုပဲအချိန်ပေါင်းများစွာလေ့ကျင့်ပြီးတော့အတော်ဆုံးဆိုတာမျိုးတွေဖြစ်လာကြတာပါအဲ့တော့ကျွန်တော်တို့ကြားဘူးတဲ့စကားလိုပဲတိုင်းကွက်တစ်ထောင်ကိုတစ်ခါဒီလေ့ကျင့်ထားတဲ့လူတစ်ယောက်ထက်တိုင်းကွက်တစ်ကွက်ထဲကိုအချိန်တစ်ထောင်လေ့ကျင့်ထားတဲ့လူကိုပို့ပြီးတော့ကြောက်တယ်ဆိုတဲ့ပုံစံမျိုးပါပဲအဲ့တော့ကျွန်တော်တို့လိုမျိုးအကုန်လုံးကိုစိတ်ဝင်စားတဲ့အကုန်လုံးမှလည်းနည်းနည်းစီတော်တယ်တော်တော်များများကိုလည်းသိတယ်ဆိုတဲ့လူတွေအတွက်ဘယ်လိုလုပ်ရမလဲဒီအချက်ကိုကျွန်တော်နည်းနည်းလေးပြောင်းပြီးတော့ကြည့်အောင်ဒါပေမဲ့ဒီအချက်ကတော်တော်လေးရိုးရှင်းပါတယ်ဒါပေမဲ့အလုပ်ဖြစ်ပါတယ်ပထမအဆင့်အနေနဲ့တစ်ခုတည်းကိုရွေးချယ်ရမယ်လို့မသတ်မှတ်ပါနဲ့ဟုတ်ပါတယ်လူအများစုကတော့တစ်ခုတည်းကိုရွေးလို့ပြောမှာပါဒါပေမဲ့ကျွန်တော်တို့တစ်ခုတည်းကိုပဲရွေးပြီးတစ်ခုတည်းကိုပဲအာရုံစိုက်ခဲ့တာအလုံးမဖြစ်ခဲ့ဘူးဆိုတာကျွန်တော်တို့သိပြီးသွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ဝင်စားတာတွေအများကြီးဖြစ်နေလို့ပေါ့ပြီးတော့ကျွန်တော်တို့ရဲ့ goal ကကျွန်တော်တို့လုပ်ချင်တာတွေအကုန်လုံးကိုမေ့ပြီးတော့တစ်ခုတည်းကိုလုပ်ဖို့မဟုတ်ပါဘူးကျွန်တော်စိတ်ဝင်စားတဲ့အရာတွေကိုတသက်ရဲ့စနစ်တကျလေးဖြစ်သွားအောင်လုပ်ဖို့ဖြစ်ပါတယ် step 2အနေနဲ့ဘုံ3ဘုံခွဲလိုက်ပါစာရွက်နဲ့ခဲတံနဲ့ယူလိုက်ပါပြီးရင်ခင်ဗျာစိတ်ဝင်စားတဲ့အရာတွေခင်ဗျာလှုပ်ချင်တယ်ဆိုတဲ့အရာတွေအကုန်လုံးကိုချပြီးတော့ရေးလိုက်ပါအကုန်လုံးကိုရေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဘုံ3ဘုံနဲ့မှာထိတ်ဆုံးဘုံကိုကျွန်တော်နာမည်ပေးလိုက်ပါပတ်စံရမယ်စိတ်ဝင်စားမှုတွေဆိုပြီးတော့ဒီဘုံထဲမှာရှိတဲ့စိတ်ဝင်စားမှုတွေကကိုယ့်ကိုနောက်3နှစ်ကနေ9နှစ်အတွင်းမှာကိုယ့်ကိုတကယ်ပတ်စံရှာပေးနိုင်တဲ့ scale တွေဖြစ်ရပါမယ်တကယ်ကိုလက်တွေ့ကြပြီးတော့ပတ်ဝန်းကျင်အခြေအနေနဲ့လည်းကိုက်ညီရပါမယ်အဲ့ဒီဘုံထဲမှာကို passion ဖြစ်တာတွေကိုသဘောအကျဆုံးကိုလောက်ရတာအပျော်ဆုံးဆိုတဲ့ကိစ္စတွေဖြစ်နေဖို့မလိုပါဘူးပတ်စံရမယ့်စိတ်ဝင်စားမှုတွေပဲဖြစ်ရပါမယ်ကျွန်တော် content writer လား graphic design လား web design လား programming လား computer skills တွေလား electric skill လား marketing လား sales လားအဲ့လိုမျိုးတကယ်လက်တွေ့ကြတဲ့ skill တွေကိုပြောတာပါအဲ့ဒီမှာကိုလည်းတည်ပြီးသားကိုလည်းတော်နေတဲ့ဟာမျိုးအပြင်မှာလည်းလက်တွေ့ဖြစ်တဲ့ skill တစ်ခုကိုရွေးချယ်လိုက်ပါအဲ့တော့ဒုတိယဘုံထဲကိုတော့ကိုဝါသနာပါတဲ့ဟာတွေကိုလုံးရတာပျော်တဲ့စိတ်ဝင်စားမှုတွေကိုရွေးပါဟိုမှာဘောလုံးကန်တာရေကူးတာစားဖက်တာပကြီးဆွဲတာဟင်းချက်တာအဲ့လိုမျိုးကိုဝါသနာပါတဲ့စိတ်ဝင်စားမှုလေးတွေကိုရေးလိုက်ပါဒီစိတ်ဝင်စားမှုတွေက side income အနေနဲ့လုံးမှာမဟုတ်ပါဘူးဒီအရာတွေပေါ်ကလည်းပတ်စံရစရာမလိုပါဘူးကိုလုံးရတာပျော်တယ်ဆိုတဲ့ဟာတွေခြာရေးရုံပါပဲကျွန်တော် online တွေပေါ်မှာတော့ကြားဖို့မှာပါကိုဝါသနာပါတာကိုလုပ်ပါပတ်စံကနောက်ကလိုက်လာလိမ့်မယ်ဆိုတာမျိုးပေါ့ဒါပေမဲ့မြန်မာနိုင်ငံမှာတော့အလုံးမဖြစ်ပါဘူးတတိယမြောက်ဘုံကိုတော့စိတ်ဝင်စားတယ်နောက်ကြရင်လှုပ်ကြည့်မယ်ဆိုတဲ့အရာတွေကိုထည့်ပါဥပမာနှင်းလျှောစီးတာမျိုးတွေ sky diving လုပ်တာမျိုးတွေ scuba diving လုပ်တာမျိုးတွေအာကာသအကြောင်းတွေတရိတ်ဆန်အကြောင်းတွေပြီးကောင်မလေးတွေပြန်ကြအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုအဲဒီဘုံတွေကိုထည့်ထားပါအဲ့ဘုံထဲမှာထည့်တဲ့ဟာတွေကဘယ်တော့မှမလုပ်ရဘူးဆိုတာမဟုတ်ပါဘူးတစ်ချိန်ကျရင်လုံးမဲ့ဟာတွေပါအခုလက်ရှိလုပ်ဖို့မလိုသေးတာပဲဖြစ်ပါတယ်အဲ့လိုမျိုးခွဲပြီးသွားပြီဆိုရင် step 3အနေနဲ့မင်းရဲ့အချိန်တွေခွန်အားတွေငွေတွေအကုန်လုံးကိုအပိုင်းတစ်ထဲမှာရှိတဲ့စိတ်ဝင်စားမှုတွေအတွက် order လုပ်လိုက်ပါအကုန်သုံးလိုက်ပါကျွန်တော်တို့မျိုးအကုန်လုံးကိုစိတ်ဝင်စားတယ်အကုန်လုံးကိုလှုပ်ချင်တယ်ဆိုတဲ့လူတွေကကိုယ်မှာရှိတဲ့စိတ်ဝင်စားမှုတွေအကုန်လုံးကိုအချိန်တူတူ attention တူတူပေးချင်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးလုပ်ရင်တစ်ခုတည်းကိုလုပ်တယ်လို့မျိုးအချိန်ရလာမှလည်းမဟုတ်တယ်လို့ပြီးတော့ရှေ့ကိုလည်းမြန်မြန်ရောက်လာမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်နောက်6လကနေတစ်နှစ်အတွင်းမှာဒီ skill တစ်ခုတည်းကိုပဲကိုယ့်ရဲ့အချိန်တွေခွန်အားတွေအကုန်လုံးကိုပုံအောပြီးသုံးမယ်လို့ဆုံးဖြတ်လိုက်ပါအဲ့ဒီစိတ်ဝင်စားမှုကိုသင်တန်းတွေတက်ပါလေ့လာပါပြန်ပြီးတော့အသုံးချပါအဲ့ဒါနဲ့ပတ်သက်တဲ့အဆက်အသွယ်တွေအားလုံးကိုရှာပါဒါကကျွန်တော်တကယ်ပြောတာပါအဲ့လိုလုံးမပဲတကယ်ပတ်စံရှာနိုင်တဲ့ skill တစ်ခုကိုတက်မြောက်သွားမှာဖြစ်ပြီးတော့ပတ်စံစပြီးတော့ဝင်လာမှာဖြစ်ပါတယ်အဲ့ဒီပတ်စံရလာပြီဆိုမှကျွန်တော်တို့ရဲ့အချိန်နဲ့ငွေအပိုလေးတွေစပြီးတော့ထွက်လာမှာဖြစ်ပါတယ် step 4အနေနဲ့ကျွန်တော်တို့နံပါတ်1ဘုံတွေကအရာတွေကိုအာတုံခွန်ဆိုင်လုပ်နေတဲ့အချိန်တွေမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်နိုင်တဲ့အတွက်အပိုင်းနှစ်ထဲကကိုဝါသနာပါတယ်ကိုပျော်တယ်ဆိုတဲ့အရာလေးတွေကိုနည်းနည်းချင်းစီထည့်လုပ်ဖို့ဖြစ်ပါတယ်
အဲ့တော့ကိုယ့်ရဲ့အချိန်စရာထဲမှာဖြစ်ထည့်ပြီးတော့ရေးလိုက်ပါဥမာတစ်ပတ်ကိုတစ်ရက်လောက်ဖြစ်ကိုစိတ်ဝင်စားတဲ့ထဲတစ်ခုကိုထည့်ပြီးရေးလိုက်ပါရေးသွားကူးတာမျိုးတွေပကြီးဆွဲတာမျိုးတွေကိုကြည့်ချင်တဲ့ရုပ်ရှင်သွားကြည့်တာမျိုးကိုဖတ်ချင်တဲ့စာအုပ်လေးတွေသွားဖတ်တာမျိုးဒီဟာတွေလုပ်ဖို့ကအပျော်တက်လုပ်ဖို့ပဲဖြစ်ပါတယ်ပတ်စံရဖို့လုပ်နေရမှာမဟုတ်ပါဘူးအဲ့အတွက်စိတ်လွတ်ကိုလွတ်တစ်ပတ်မှာတစ်ရက်လောက်ထည့်ပြီးတော့ဆွဲကြည့်ပါနံပါတ်5ချက်အနေနဲ့အဲ့ဒါဆိုရင်ငါတို့ကဒီဟာကြီးကိုပဲတက်လုံးလုပ်ရမှာလားဆိုတော့ဘယ်လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့နံပါတ်1ဘုံတွေကကိုယ့်ရဲ့ scale ကအချိန်ရလာပြီတော်တော်လေးပတ်စံလေးလဲစပြီးတော့ရှာနိုင်လာပြီဆိုရင်နံပါတ်3ဘုံထဲမှာရှိတဲ့နောက်ကျရင်လောက်ကြည့်မယ်ဆိုတဲ့အရာလေးတွေကိုဖြည်းဖြည်းချင်းစပြီးတော့လောက်ကြည့်လို့ရပါပြီကျွန်တော်ရဲ့ strategy ကအရင်ကလိုမျိုးကိုယ်စိတ်ဝင်စားတာတွေပြန်ကျဲပြီးတော့မတက်မရက်ဖြစ်နေတာကနေတက်ရက်စနစ်တကျဖြစ်သွားဖို့ပါအကုန်လုံးကိုတပြိုင်နက်တည်းလုပ်ဖို့မဟုတ်ဘဲနဲ့အရေးကြီးတာနဲ့အရေးမကြီးတာတွေကိုခွဲထုတ်ပြီးတော့ကိုလှုပ်ချင်တာတွေလည်းလှုပ်လို့ရတယ်ပတ်စံလေးရအောင်လုပ်မယ်ဆိုတဲ့ strategy ကိုသုံးချနေတာဖြစ်ပါတယ်ဒီလိုမျိုးတွေလုပ်နေတာတကယ်တော့လွတ်လပ်မှုရအောင်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်ပတ်စံရမယ် scale တွေတက်မြောက်လာတယ်ပတ်စံရမယ် scale တွေရှိနေပြီဆိုရင်ကျွန်တော်တို့ကပတ်စံကိုမြန်မြန်ပို့ရှာနိုင်လာပြီဆိုရင်ပတ်စံအတွက်သုံးရမယ်ခွန်အားတွေအချိန်ပိုလေးတွေထွက်လာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပတ်စံထက်ရမယ် scale တွေကိုဆက်ပြီးလေ့လာလို့ရတယ်လို့ကိုစိတ်ဝင်စားတဲ့တခြားအရာလေးတွေကိုလည်းစပြီးတော့လေ့လာလို့ရပါတယ်ကျန်တဲ့လူတွေတိတ်မပြောကြတဲ့အရေးကြီးတဲ့တစ်ချက်ကိုပြောပြချင်ပါတယ်ကိုစိတ်ဝင်စားတဲ့အရာတွေအားလုံးကိုတပြိုင်နက်တည်းလုပ်နေရဆိုရင်အသက်တွေသာကြီးလာမယ်ကိုကဘယ်နေရာမှာလဲရောက်ဘာပတ်စံမှာလဲမရဘူးနောင်တတွေနဲ့ပဲနေနေရပါလိမ့်မယ်အဲ့တော့ပတ်စံရမယ် scale တစ်ခုကိုလေ့လာပါကျွမ်းကျင်အောင်လုပ်ပါအဲ့ဒီ scale နဲ့ပတ်စံတွေရှာပါပြီးတော့မှကိုလုပ်ချင်တဲ့ဟာလေးတွေကိုနည်းနည်းချင်းစီဆက်လုပ်သွားလို့ရပါတယ်ဒီဗီဒီယိုပြီးသွားရင်စာရွက်မှာခြာရေးပါအခုငါအာယုံစိုက်နေရတွေကဘာလဲဒီပုံ3ပုံခွဲထားတဲ့နံပါတ်1ဘုံတွေကအရာတွေကိုရွေးပြီးတော့ထုတ်ပါနောက်6လကနေတစ်နှစ်အတွင်းငါရဲ့အာယုံစူးစိုက်မှုတွေအကုန်လုံးကဒီအရာပေါ်မှာပဲဖြစ်ရမယ်ဆိုပြီးတော့ခြာရေးထားပါပြီးရင်နံပါတ်1ဘုံတွေကကိုလုပ်ရပျော်ရမယ့်အရာလေးတွေကိုတစ်ပတ်မှာတစ်ရက်ဖြစ်ဖြစ် time table ထဲမှာထည့်ပြီးတော့ဆွဲလိုက်ပါပြီးရင်ပတ်စံတွေစရလာပြီချိန်ပိုးလေးတွေစထွက်လာပြီဆိုရင်နံပါတ်3ဘုံတွေကအရာလေးတွေကိုစပြီးတော့လုပ်ကြည့်လို့ရပါပြီအဲဒါဆိုတော့ကျွန်တော်စိတ်ဝင်စားမှုတွေအများကြီးဖြစ်နေတယ်ဟိုဟာလည်းလုပ်လို့ရတယ်ဒီဟာလည်းလုပ်လို့ရတယ်ဘယ်ဟာမှတိတိကျကျမရှိဘဲနဲ့ပြန့်ကျဲနေတဲ့ကျွန်တော်တို့ရဲ့စိတ်ဝင်စားမှုတွေကိုစနစ်တကျနဲ့ပတ်စံလေးရတယ်ကိုလှုပ်ချင်တာတွေလည်းလုပ်လို့ရပါပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like share subscribe လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်